ပဲမင်္ဂလာပါနော်ပထမပါအရှင်တော်များဖင်းနေပေါင်းခဲ့ပြီဆိုတော့ဖင်းနေရဲ့သဘောတရားလေးတွေနားလေသဘောပေါက်မယ်လို့ရှင်တင်ပါတယ်နော်ဟုတ်ပြီအရှင်တို့ပြန်ပြီးမှဖင်းနေပေါင်းတဲ့အပိုင်းလေးတွေကျွမ်းတော့အောင်ပြန်ပြီးမှလိုက်ကြည့်အောင်နော်ဆို B ကပေါ် AI က I ပေါ် I ဆိုရင်တစ်တန်ဆိုတော့ pi ပေါ် I pi ပေါ် I pi ပေါ် I pi မနော်ဟုတ်မော I မိုင်ရဆိုဝယ်ဒီမော I မိုက်ဆိုရင်ရောင်းဒီပေါ့နော်ဆိုမိုင်ဆိုတော့အယောင်အဝယ်ပေါ့နော်နောက်တစ်ခု K G က K E I အိနော် K K ဟုတ်ပြီတစ်တန်နှစ်တန်သုံးတန်လေးတန်နေတော့ဆိုပြီးသားလေးထွက်ရမယ်နော်နောက်တစ်ခုဖော်အိဖေးဆိုတာဆိုအဖော်ပြူလီပေါ့နော်ဖော်အိဖိတ်ခဲဆိုရင်လိုက်ဖက်ဒီဖိတ်ဆိုတော့လိုက်ဖက်ဒီပေါ့နော်နောက်တစ်ခုပေါ်အောင်ပေါင်း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 နောက်တစ်ခုခဲအောင်ဟောင်းရဆိုကောင်းကြီးပေါ့နော်ဒီဟောင်းဆိုတော့မင်္ဂလာပါခဲအောင်ဟောင်းမောအားမှာဟောက်မှာဆိုရင်နံပါတ်ကိုပြောတာကြီးအောင်ကြောက်ဆိုရင်ခေါ်ဒီကြီးအောင်ကြောက်ရဆိုခြေထောက်ကိုပြောတာပေါ့နော်ဟုတ်ပြီနောက်ရှင်ဒီဖင်းလေးပြန်ပြမယ်ဟောင်းကောင်းဒီကြောက်ခေါ်ဒီဟောက်မှာနံပါတ်ကြောက်ခြေထောက်ပေါ့နော်ဟုတ်ပြီနောက်တစ်ခု收လဲအောင်လုံဆိုတော့တိုက်တွေအထက်တိုက်တွေအဆောက်အဦတွေပြောတာပေါ့နော်လဲအောင်လုံဆိုရင်တော့ယူဒီတော့မဟုတ်ကြာချန်ပြည်ဒီပေါ့နော်အပြီးဆက်ပြီးတော့ပေါင်းကြည့်မယ်နော်ရှင်နဲ့ရှန်ဟုတ်ပြီနော်1ဆိုတော့တောင်းကနန်းပြောတာပေါ့နော်1ဆိုရင်9000တော့မဟုတ်မောအမာဆိုတော့မောအမန်ပြည်ဒီပေါ့နော်ရှိဟုတ်ပြီနော်နောက်ဆို1ဆိုရင်မင်းဒီမောအမန်တကားကိုပြောတာရှိနော်ဆို SA ကENG က A တက်တန်ဆိုတော့ရှိနောက်တစ်ခုဖော်အိဖန်ဟုတ်ပြီနော်နောက်တစ်ခုနဲနံလိဆိုရင်စွမ်းရည်ပြောတာတိန်ဆိုရင်စောင့်နေပေါ့နော်ခဏစောင့်ပါစေတိန်ရှာတော့လည်းတိန်ပြောတာပေါ့နော်ဖော်ဖင်းယုံဆိုရင်သူငယ်ချင်းကိုပြောတာပေါ့နော်ဟုတ်ပြီအရှက်ဖေးလေးပြန်ပြမယ်နံလိစွမ်းရည်တန်စောင့်နေဖော်ယုံသူငယ်ချင်းပေါ့နော်ဖေးယုံသူငယ်ချင်းဟုတ်ပြီနောက်တစ်ခုတော့ရှင်းပြန်ပေါင်းကြည့်မယ် SA က ENG ကရှမ်းပေါ့နော်ရှမ်းဟုတ်ပြီနော်နောက်တစ်ခုမောအန်မန်ဟုတ်ပြီအောက်ကမီနီနီရတော့ကြည့်ရမယ်ချမ်းချန်ဆိုအမြဲပေါ့နော်အမြဲကိုပြောတာချမ်းချိန်ဆိုတော့ဒီတရုတ်ပြည်ကသူကာထားတဲ့ဒီမဟာတိုင်းပေါ့နော်ကိုယ်ပေါ်ပြောတာပေါ်အန်ပန်ရှုံကျပန်းကျဆိုတော့ကိုကြီးဒီပေါ့နော်ဟုတ်ပြီအောက်ကမီနီနီပြန်ပေါင်းကြည့်မယ်ကျင်းဟုတ်ပြီနော်နေဆိုရင်လည်းခမားပေါ့နော်လူချင်းမင်းပေါ့နော်နေဆိုရင်နေဆိုရင်ခမားတော့မဟုတ်လူချင်းမင်းပေါ့နော်ခေါ်ရင်ဖင်းဆိုတော့အခုအတန်ထွက်ပေါင်းနေတာတွေကိုဖင်းလို့ခေါ်တာနော်နောက်တစ်ခုကျင်းဆိုဒီမှာဖတ်တဲ့အခါမှာဒီ IN ဆိုဒီသွားစီရနော်ရင်းဒီကအာကောင်တွေကလာတဲ့အတန်ပေါ့နော်ရင်းတော့မဟုတ်ရင်ပေါ့နော်ဟုတ်ပြီနဲနံမောမိန်နဲမိန်ဆိုတာဆိုတံမြာဒီတော့မဟုတ်ရှောက်တီးပြောတာပေါ့နော်နဲမိန်တံမြာဒီရှောက်တီးပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်အာယူကယုံကြီးယုံကျုံဟုတ်ပြီနော်နောက်တစ်ခုလေယုံလျုပ်ဆိုတော့6ပေါ့နော်ဒီကဏ္ဍနံပါတ်6ကိုပြောတာလေယုံလျုပ်ရှင်ဆိုတာဆိုဒီခက်စားတာတနည်းအားဖြင့် trend ဖြစ်တာပြောတာပေါ့နော်ဒီအင်ဂျီကအခုတော့ရန် trend ဖြစ်နေတယ်ဆိုရင်ကျဲရီဖူကျွေးချင်းကျဲရီဖူခံလေယုံရှင်ပေါ့နော်အရင်ခက်စားနေတယ်နောက်တစ်ခုရှုံဝေးရွှေနောက်တစ်ခုဟဲဝေးဆိုရင်ဟဲဝေးဟုတ်ပြီနော်နောက်တစ်ခုရှုံဝေးရွှေရဘာတူလဲပြောတာရှိန်နဲ့သုံးလို့ရတယ်နော်ဟဲဝေးထွေးဆိုတော့သုံးဒီရှုံဝေးရွှေဆိုတော့80ပေါ့နော်ရွှေကြောက်80ပြောတာဟဲဝေးထွေးဆိုရင်နောက်ဆုံးဒီပေါ့နော်ဟုတ်ပြီရွှေဘာတူလဲထွေးသုံးဒီရွှေ80ထွေးနောက်ဆုံးဒီပေါ့နော်ဟုတ်ပြီအစိတ်က是UN文收微熏
稍微寻，稍微寻，နောက်တစ်ခု heavy queen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  ဟုတ်ပြီနော်နောက်တစ်ခု稍微顺利顺利ဆိုတာဆိုအဆင်ပြေတာကိုပြောတာပေါ့နော်ဖန်ပြန်လို့သုံးနေရတယ်နော်顺利အဆင်ပြေပြီပေါ့နော်ဟုတ်ပြီဒါကလာရှင်ပုံနေရပါတော့ကြီးတန်းဆိုရင်ကြက်ဥကိုပြောတာ欢盘子盘子ဆိုရင်ပကံပြ黑暗汉堡汉堡ကဆိုဟမ်ဘာဂါကိုပြောတာပေါ့နော်ဟမ်堡နောက်တစ်ခုရီ子ဆိုရင်ထိုင်ကုန်ဆန်ကဆိုဒီ T ကိုပြောတာခဲဝိုင်းခွိုက်子ဆိုတော့ဒီသမင်းစားတဲ့သူကိုပြောတာပေါ့နော်ဟုတ်ပြီဒါဆိုဖိနေပြန်ပေါင်းပြမယ်鸡蛋ကြက်ဥ盘子ပကံပြ汉堡ဟမ်ဘာဂါရီ子ထိုင်ကုန်ဆန်ကြီးခွိုက်子သူဟုတ်ပြီနော်အဲ့ဆိုရင်ကဆိုဒီတရုတ်စာမှာပေါ့နော်ဖိနေရဆိုရွေးမှုရှင်းမှုတွေလည်းရပြီရှင်းတယောက်တွေလည်းရပြီဒီလိုအတန်တုံးတွေပေါင်းတာလည်းရပြီဆိုလို့ရှိရင်ဆိုအခြေခံကိုလုံးဝဒီမှာအခြေခံကလုံးဝဒါတွေပဲပေါ့နော်ဒါတွေပိုင်းနေဆိုရင်ဆိုအခြေခံကိုလုံးဝပိုင်းနေပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဆိုနောက်တစ်ပိုင်းမှာဆက်ပြီးမှသင်ခန်းစာအတွက်ဆိုဘယ်လိုသုံးနေပေါ့နော်ဘယ်လိုသုံးနေဆိုတဲ့အသုံးနှုန်းတွေတော့ထပ်ပြီးမှရှင်းပြမယ်ပေါ့နော်